ပိုလင်းလက်တဲ့နေ့ရက်စီမြူနင်းဆိုင်တဲ့ရာသီမှာအမတ်တရားကအလွယ်တကူလွှမ်းမိုးလာတယ်။တိမ်တပွင့်ဖြတ်သွားတဲ့အချိန်တစ်ဖြတ်စာမှာရင်းနှွေးချမ်းတစ်ခွက်ငှဲ့စာလေးမှာတော့အတွေးတွေကဟိုးအဝေးကိုရောက်နေခဲ့ပြီ။အတိတ်ကလူနဲ့အရာဝတ္ထုတွေဟာဟောင်းနှွမ်းတဲ့ရုပ်ရှင်တကားလိုကောင်းနေထက်ခါပေါ်လာခဲ့တယ်။ဆောင်းရာသီမှာအတိတ်ဟောင်းကိုရမ်းဆွတဲ့ခံစားချက်မျိုးလူတိုင်းမှာရှိတတ်ပါတယ်။ဒါပေမဲ့လူဘဝမှာရတော့ရခဲ့ဆုံးအရာကအတိတ်ကိုမမေ့ရတတဖြစ်နေတာမျိုးမဟုတ်ပဲတိစုပ်ပံမှာမျောလင်းချက်အပြည့်နဲ့နေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့10နှစ်ကမီလီယံတန်တင်မျိုးကလူကြီးတစ်ယောက်ရဲ့ရှေ့ကိုမျောကြီးဆိုတဲ့စကားတစ်ခုကအင်တာနက်သုံးသူအများကြီးရင်ကိုထိရှာခဲ့တယ်။အဲ့ဒီလူကြီးတစ်သက်မှာဒုက္ခမျိုးစုံကြုံခဲ့ရတယ်။မိဘနှစ်ပါးကွဲလွန်ခဲ့ရတယ်။မိန်းမလည်းဆုံး၊သားလည်းဆုံးပြီးသူ့ဘေးမှာငြိမ်မဖွင့်ပြတဲ့ညီတယောက်ပဲကြံရခဲ့တယ်။ဘဝကကြောင်းနဲ့ထဲကျနေပေမဲ့အဲ့ဒီလူကြီးဟာမျက်ရည်အဝဲသားနဲ့ပျော်ပျော်နေမယ်ရှစ်ဆက်သွားမယ်။အမြဲတာယာချမ်းမြေ့မြည့်ပဲလို့အကောင်းမြင်စိတ်နဲ့အမြဲပြောတယ်။လူလောကရဲ့သဘောတဘာဝလူတဘာဝရဲ့ယုံညံ့မှုဘဝရဲ့ငြင်းငွေစရာတွေကိုတွေ့ကြုံရပြီးသည့်တိုင်စူးစမ်းရှင်သန်နေသေးတဲ့လူကတကယ်လေးစားစရာကောင်းတဲ့လူလို့အင်တာနက်သုံးသူတွေကမှတ်ချက်ပေးခဲ့ကြတယ်။အတိတ်ကတိမ်လိုလွင့်ပြေသွားတဲ့အခါကိုတို့လောက်ရမှာပါအတိတ်ကိုအသေးအတန်လိုက်သိမ်းဆဲတာမဟုတ်ပဲပေါ့ပေါ့ပါပါလက်လွတ်စွန့်လွတ်တာပဲဖြစ်ပါတယ်။လူဟာဒီလိုနည်းနဲ့တဖြည်းဖြည်းကြီးပြင်းလာခဲ့တာဖြစ်တယ်။အစပိုင်းမှာလိုချင်တာမရတဲ့အခါမကျေနပ်လို့ဟစ်ဆူပြီးနောက်တော့လိုချင်တာမရတဲ့အခါနှမျောလို့ငိုတယ်။နောက်ဆုံးမှာလိုချင်တာမရတဲ့အခါပြုံးတယ်လက်လွတ်စွန့်လိုက်နိုင်လို့ဖြစ်တယ်။ရယူခြင်းနဲ့ဆုံးရှုံးခြင်းဆိုတာလူဘဝရဲ့ပုံမှန်အနေအထားပါတကယ်လို့ထားရက်သူကထားသွားခဲ့ပြီးဇလန်းကလည်းစာမျက်နှာလန်သွားခဲ့ပြီးဆိုရင်သင်လည်းပဲအစ်တစ်ဖန်စတင်မှုကိုသတိပေးတင်ပါလေလုပ်မယ်ဆိုရင်ရင်ပတ်ကျဲတဲ့လူတရားလုပ်မယ်ရဲလိုက်ရင်မျက်ခုံးကွေးတဲ့အထိရင်ပြေးရင်လေအလင်းထက်မြအောင်ပြေးမယ်နုညံ့ပြီးတန်ပါမယ်တည်ငြိမ်ပြီးအင်အားရှိမယ်ကိုဘာလိုချင်တယ်လဲဆိုတာသိပြီးစူးစမ်းရယူမယ်စူးစမ်းပျော်ရွှင်မယ်ရှေ့ဆက်လမ်းမှာဘဝအသစ်မျောလင့်ချက်အသစ်အချစ်အသစ်တစ်ခုကိုသင်ပိုင်ဆိုင်ရလိမ့်မယ်ဆိုတဲ့စကားကိုသိကြိုက်ပါတယ်။ဒါပဲပြောဥရုရာသီတွေလက်ပတ်နေပါတယ်။နူးညံ့တဲ့လေပြေတွေတိုက်အောင်မှအချိန်တွေစီးဆင်းနေပါတယ်။နေ့ရက်တွေတစ်နေ့ထက်တစ်နေ့ကောင်းမွန်လာအလင်းရှိရာဘက်စီကဦးတည်ပြီးတော့တဲ့အပြုံးတွေပိုတောက်ပလာ